ထောင်းလောင်းတစ်စိတ်ကပီးအောင်မှာဒိုင်းနမိုက်တန်တွေဟိန်သွားလဲအုတ်ခဲတွေပဲကျွေမွားပျက်စီးသွားမယ်ရင်ဘတ်ထဲကတမကကတော့ဘယ်တော့မှပြိုလဲသွားမှာမဟုတ်ဘူးဒီနေရာကိုကြည့်လိုက်တိုင်းထူးခြားတဲ့ခံစားချက်တစ်ခုရတယ်။ငါဒီနေရာမှာကျောင်းသားသမဂ္ဂအဆောက်အဦရှိခဲ့တယ်လို့ကြားဖူးတယ်။ဟုတ်တယ်။ဒါပေမဲ့အခုတော့အဆောက်အဦကိုမတွေ့ရတော့ဘူး။ဘာကြောင့်ဖြတ်စည်းခံခဲ့ရလဲဆိုတာငါလည်းသိချင်နေ။သမဂ္ဂဆိုတာဘာလဲ။ဘာကြောင့်ကျောင်းသားတွေကအဲ့ဒီနေရာကိုဒီလောက်တောင်ပို့ထားခဲ့ကြတာလဲ။သမဂ္ဂဆိုတာကျောင်းသားတွေရဲ့အတန်ကိုစားပြုတဲ့အဖွဲ့အစည်းတစ်ခုလို့ကြားဘူးရဲ့။ဒါပေမဲ့7 July ဖြစ်နေဘလို့ဆက်ဆက်နေလဲဆိုတော့မသိဘူး။တို့ဒီနေ့ဒီကိုလာတာအဲ့ဒီအဖြေတွေကိုရှာဖို့ပဲ။ဒီနေရာမှာဖြစ်ခဲ့တဲ့သမိုင်းကိုပုံနာလဲခြင်းကလေးတို့သူလဲ ။ဘာတန်လဲ။ဘယ်အတန်လဲမကြောက်ပါနဲ့ငါတစ်ချိန်ကဒီတက္ကသိုလ်ရဲ့တလုံးသားလို့ဒေသခံခဲ့ရတယ်ကျောင်းသားသမဂ္ဂအဆောက်အဦအတက်သွေးကြောမဖြစ်နိုင်လားမတူလဲကျွန်တော်တို့လာနောက်နေရလား ။တကယ်ချင်းတို့သူသားသမဂအဆောက်အဦရဲ့အတန်စစ်တာဆိုအဝတ်တိရှင်တွေအကြောင်းအရာတွေကိုမေးလို့ရပြီ။မေးကြည့်ရအောင်မမလောက်ပါဘူး။ဟုတ်တယ်ငါတို့စမ်းကြည့်ရင်မမဘူးဒါဆိုကျွန်တော်တို့သမဂ္ဂရဲ့အတိတ်ပဲပြောပြပါပြီးတော့7 July ကျောင်းပြောပြပါကောင်းပါပြီချိန်တုန်းကငါရုံထဲမှာကျောင်းသားတွေစုဝေးခဲ့ကြတယ်အတွေးမြင်တွေဖလှယ်ခဲ့ကြတယ်တက္ကသိုလ်ရဲ့ကျောင်းသားတွေအတွက်ကောင်းမွန်တဲ့နာဂတ်ကိုတူတူပေါ်စဉ်းစားခဲ့ကြတယ်သမဂ္ဂဆိုတာအဆောင်အလုံးနဲ့ပေါ့ကျောင်းသားတွေရဲ့စီလုံးမှုတာဝန်ယူမှုနဲ့မိမိတို့ရဲ့အတန်ကိုငြိမ်းချမ်းသာထုတ်ဖော်နိုင်တဲ့နေရာတစ်ခုလေးဖြစ်တယ်ဒါပေမဲ့1962ခုနှစ်မှာအရာလုံးပြောင်းလဲသွားခဲ့တယ်ဆေးရတာတဲ့ပြီးတော့ကျောင်းသားတွေရဲ့လွတ်လပ်စွာလှုပ်ရှားမှုကန့်သတ်ခံရတယ်သူတို့ရဲ့တောင်းဆိုချက်တွေကိုနားထောင်မဲ့စားဖိနှိပ်မှုပုံပုံပဲလာတယ်ကျောင်းသားတွေရဲ့မတရားမှုတိတ်တိတ်ကလက်ခံခဲ့ကြသူတို့ယုံကြည်တဲ့အရာကိုငြိမ်းချမ်းတဲ့နေနဲ့ထုတ်ဖော်ဖို့ဆုံးဖြတ်ခဲ့ကြတယ်မင်းတို့သိချင်နေတဲ့7 July ဟာအဲ့ဒီဖြစ်ရတဲ့ထုထိတ်အခုငါမင်းတို့ကို1962ခုနှစ်ဇူလိုင်လ9ရက်စီခေါ်သွားပြီ1962ခုနှစ်မတ်လ2ရက်နေ့စစ်တပ်ကအာဏာစတင်သိမ်းပြီးចောင်းသားတွေပေါ်တင်းကျပ်တဲ့စီကံတွေမမျှတတဲ့စီကံတွေလွတ်လပ်စွာစာပေတင်ကြားခွင့်တွေចောင်းသားတွေရဲ့လွတ်လပ်ခွင့်တွေဆုံးရှုံးမှုများပြားလာတာတွေကြောင့်ចောင်းသားတွေဖိနှိပ်ခံလာရတဲ့အခါတက္ကသိုလ်ဝင်းချင်းကအရင်လိုပျော်ရွှင်စရာမကောင်းတော့ဘူးចောင်းသားတွေရဲ့ရေတံတွေနဲလာပြီးစိုးရိမ်ပူပန်မှုတွေများလာခဲ့တယ်ဒါပေမဲ့ចောင်းသားတွေကမတရားမှုကိုတိတ်ဆိတ်ပြီးလက်မခံခဲ့ကြဘူးအခြေအနေကပိုပြီးတင်းမာလာနေပြီ။ကျောင်းသားတွေရဲ့အတန်းကိုဖိနှိပ်ဖို့ကြိုးစားနေကြတယ်။ကျွန်တော်တို့တိတ်ဆိတ်နေလို့မရတော့ဘူး။ကျောင်းသားတွေရဲ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေကိုကာဝယ်ဖို့လိုတယ်။ဒါပေမဲ့သတိထားရမယ်။ခေါင်းဆောင်တွေကိုစောင့်ကြည့်နေကြတာကြောင့်စီဝေရန်အန္တရာယ်ရှိနိုင်တယ်။အန္တရာယ်ရှိပေမဲ့ကျွန်တော်တို့နောက်မဆုတ်နိုင်ဘူး။ကျောင်းသားတွေအားလုံးစီလုံးနေဖို့လိုတယ်။ကျောင်းသားသမဂ္ဂဆိုတာအစာအုပ်တစ်လုံးနဲ့မဟုတ်။ကျောင်းသားတွေရဲ့စီလုံးမှုနဲ့ယုံကြည်ချက်ပဲ။အဲ့ဒီစိတ်ဓာတ်တွေကိုဘယ်သူမှဖျက်ဆီးလို့မရဘူး။ဒါဆိုရင်ဆုံးဖြတ်ကြရအောင်။မတရားတဲ့ဖိနှိပ်မှုတွေကိုငြိမ်းချမ်းတဲ့နည်းနဲ့ကန့်ကွက်မယ်။ကျောင်းသားတွေရဲ့အတန်းကိုထုတ်ဖော်မယ်။အာနာသိမီ2ရက်အကြာမတ်လ4ရက်နေ့မှာတက္ကသိုလ်ကျောင်းသားသမဂ္ဂတာကာတာရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရာကာတာနဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘာကာတာတို့ကအာနာသိမ့်မှုကိုကန့်ကွက်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ကြတယ်။သူတို့ယုံကြည်ခဲ့တာတောင်းသားတယောက်ရဲ့အတန်တန်မိုးရှိတယ်။တရားမျှတမှုအတွက်ပြောဆိုပိုင်ခွင့်ရှိရဆိုတာပဲ။ဒါပေမဲ့အဲ့ဒီအတန်တွေကိုနားထောင်မဲ့စားစ
စစ်တပ်ကចောင်းသားခေါင်းဆောင်တွေကိုချက်ချင်းဖမ်းဆီးခဲ့ចောင်းသားတွေပေါ်ဖိနှိပ်မှုတွေပိုများပြားလာခဲ့တယ် ငါတို့ဒီတိုင်းနေလို့မရတော့ဘူးခေါင်းဆောင်တွေဖမ်းဆီးခံလိုက်ရတာနဲ့ငါတို့ကြောက်နေလို့မရတော့ဘူးငါတို့ကြောက်နေရင်အခုထက်အခြေအနေတွေပိုဆိုးလာလိမ့်မယ် ဟုတ်တယ်ငါတို့တော်လန်မရမယ် ငါတို့မှလက်နဲ့မရှိဘူးဘလို့တော်လန်မှာလဲ ငါတို့လည်းနဲ့မလို့ပါဘူးငါတို့ငင်းချမ်းစွာပဲဆန္ဒဖော်ထုတ်ကြမယ်ဂျူလိုင်လထဲမှာငါတို့ကြောင်သားတွေစုပေါင်းပြီးငင်းချမ်းစွာဆန္ဒဖော်ထုတ်ကြမယ် ဟုတ်တယ်ငါတို့ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြမယ်ဇူညံမှုတွေလုပ်ရင်အခြေအနေတွေပိုဆုပ်ထွေးကုန်မယ် ငါတင်တယ်ဒီလိုနေပါလို့ပြီးတော့ဒါပေမဲ့ကျောင်းသားတွေရဲ့စိတ်တွေကကျုပ်ပဲခဲ့ကျောင်းသားတွေကတော့အဲ့ဒီစီကနေညတာကိုရှိလို့စားဒီနေ့မှာကတ်ကောက်ကိုစပြည့်ခဲ့ကြတယ်အဲ့ဒီဆိုရင်ကျွန်တော်ထောက်ဖို့ကျောင်းသားတွေကိုနေစီလိုက်တာခုနှစ်ရက်ဆိုရင်တမိုင်းဝင်နေရောက်လာတယ် 1962ခုနှစ်ဇူလိုင်လ9ရက်ရန်ကုန်တက္ကသိုလ်တွင်ကျောင်းသား9000ခန့်စုဝေးကငင်းချမ်းစွာဆန္ဒပြနေစဉ် အမလေးဖျားကြီးပြေးကြရဲ့ပြေးကြစစ်တပ်ကပြစ်ခတ်ပြီးဖမ်းဆီးနေပြီပြေးကြဟဲ့နင်တို့ကြတဲ့တိုင်းဆုံးလုံးပြေးကြ နင်တို့မိန်းကလေးတွေဒါဂီယူဆိုင်ရမှာပြေးကြ ငါတို့ရှိရနေကာကွယ်ပေးမနေပါနဲ့နင်တို့အရင်ပြေးကြ ကိုဘေးကလူတွေကိုလက်ဆွဲပြေးကြဟဲ့အားလုံးပြေးရမှာပြေးကြ စစ်တပ်ရဲ့ပြစ်ခတ်ဖမ်းဆီးမှုကြားကနေကျောင်းသားကျောင်းသူတွေဟာအချင်းချင်းကူညီပေးကြကာကွယ်ပေးကြရင်းနဲ့တန်ဖိုးရှိတဲ့အသက်တွေ100ကျော်လောက်ပေးဆက်ခဲ့ရတယ်။ကျောင်းသား9000ကျော်လောက်ကလည်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ် ကျောင်းသားတွေရဲ့တွေ့ပြီးကျောင်းထဲမှာလောသားခဲ့တဲ့ကြောင့်အဲ့ဒီနေ့မှာအားလုံးပြီးဆုံးသွားပြီလို့ထင်နေကြတယ်။အဲ့ဒီနေ့ဇူလိုင်လ10ရက်နေ့မှာကောင်းတိုင်းမဲ့တွေနဲ့စစ်တပ်ကဖောက်ခွဲပြနေကြတယ်။သူတို့ပြချင်နေတာအားရစာအုပ်တွေကျောင်းသားတွေရဲ့စီလုံးမှုနဲ့ကျောင်းသားတွေရဲ့ကျောင်းသားတွေရဲ့ပြင်ပချက်ဒါကတိုင်းပြည်ရဲ့ဒီလိုတွေဒါတွေကိုသူတို့ပြချင်နေကြတယ်။တမိုင်းမှာသူတို့တက်နိုင်တဲ့ဝေထားခဲ့ကြတယ်။ကလေးတွေဒါတွေရဲ့စစ်တပ်ကပုံပြီးတင်ရတာခဲ့တယ်။အဲ့ဒီအရာတွေ အခုခေတ်မှာတော့သူတို့ဘာမှပုံပြချလို့မရတော့ပါဘူးခေတ်ကြီးတို့တက်ပြောင်းလဲလာခဲ့ပြီးတော့ပိုပြီးတတ်သိရှိလာပြီးအမှန်တရားအတွက်ရေရေဝဝရွှေ့ထွေလာခဲ့ကြပြီးမစိုးရိမ်မနဲ့တော့ ကမ္ဘာကြီးတမိုင်းဝိပြောင်းတင်နေလိုက်ဒီလိုလူတွေကျောင်းသားတွေစေရီမှပြန်ပြန်တယ်ဒါတော့ကျောင်းကြီးဝေချခဲ့ပြီကျောင်းသားတွေစေတနာတော့ပြောနေခဲ့အခုလိုပဲပေါ့အခုတက်ကောင်းနေစီလို့မကောင်းဘူးတိုက်ပြချတယ်အမှန်တရားဆိုတာအမြဲတမ်းရတယ်တော့ဘာလို့ဆက်ကြရလဲခေ ကျေးဇူးတင်ပါတယ်ဒီနေ့ကြားခဲ့တဲ့အတန်တွေကိုကျွန်တော်တို့မေးမှာမဟုတ်ဘူးကျောင်းသားတွေရဲ့တက်တီစီလုံးမှုနဲ့အမှန်တရားတွေရပ်တည်ပေးခဲ့တဲ့စိတ်ဓာတ်ကိုဆက်လက်တည်ဆောင်သွားရမယ်တမိုင်းကိုမေးမထားဘူးသင်ခန်းစာယူပြီးရှေ့ဆက်မယ် တနေ့မှာအဆောက်အဦတွေပြိုကျနိုင်တယ်ဒါပေမဲ့ယုံကြည်ချက်တွေတော့မပြိုကျဘူးအမှန်တရားကိုဖုတ်ကွယ်ထားနိုင်ပေမဲ့အမြဲထာဝရတော့ဖျက်ပြထားလို့မရဘူးဒီနေ့ကစပြီးကျွန်တော်တို့ကတမိုင်းကိုမှတ်မိမဲ့မျိုးဆက်ဖြစ်ရမယ်ကျွန်တော်တို့အဖြစ်မှာအဲ့လိုအဖြစ်မျိုးဖြစ်မခံတော့ဘူး7 ဂျူလိုင်လိုအဖြစ်မျိုးဒီတခါနောက်ဆိုပဲ သမီးတို့ presentation လေးမှာအမားတစုံတရာပါသွားခဲ့သည်ရှိတော့ခွင့်လွှတ်ပေးပါရန်နားဆင်သူများအားလုံးကိုတောင်းပန်အပ်ပါတယ်ရှင်။နားဆင်ပေးကြသည့်တဦးတစ်ယောက်ချင်းစီလည်းစိတ်ဤကျန်းမာခြင်းကိုယ်ဤချမ်းသာခြင်းနှင့်ပြည့်စုံပါစေကြောင်းသမီးတို့ကြည်တန်းကျောင်းသူကျောင်းသားများမှဆုမွန်ကောင်းတောင်းရင် presentation လေးကိုဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။